အားလုံးပဲမင်္ဂလာပါကိုတူတာဖူဘောတစ်ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ပွဲစဉ်တွေကအများကြီးတော့မရှိဘူးပေါ့နော်9ပွဲ6ပွဲလောက်ပဲရှိမယ်ဒါပေမဲ့တခြားပေါ့နော်တခြားလီပွဲစဉ်တွေရှိမယ် sorry bro လီပွဲစဉ်တွေကလည်း3ပွဲလောက်ရှိမယ်ဆိုတော့ဒီညတော့မစိုးပါဘူးညလည်းရွေးချယ်စရာတွေတော့ကျွန်တော်တို့အတွက်ကအများကြီးရှိမယ်ဆိုတော့ဒီနေ့ပွဲကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အီတလီစီးရီးရဲ့လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါယူဗင်တက်အသင်းနဲ့ခရိုမိုနီယိုရဲ့ပွဲစဉ်ကိုကျွန်တော်ညီကိုတွေအတွက်ဒါပွဲချုပ်3သက်ချက်ကိုကျွန်တော်ရဲ့စိတ်ကြရွေးချယ်ပေးမှုရောအလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အီတလီစီးရီးက2ပွဲရှိမယ်ဂျီရိုနာနဲ့ကယ်လီဂရီယာပဲပေါ့နော်တစ်ဖက်ခရိုမိုနီနဲ့ယူဗင်တက်နဲ့ခရိုမိုနီယူဗင်တက်ကကျွန်တော်တို့ခရိုမိုနီကိုလက်ရှိမှာဈေးကွက်ပေါက်ဈေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုချိန်ဈေးကွက်ပေါက်ဈေးနဲ့ဆိုလို့ရှိရင်ဂျူဗင်တက်ကနေပြီးတော့နှလုံးကိုပြား90အနိုင်ဂိုးပေါင်းဈေးက3လုံး90အနိုင်ဆိုပြီးပေးထားတယ်ကျွန်တော်တို့ပထမတစ်ကြောတွဲဆုံမှုနဲ့ပေးတဲ့ချင်းမှာဆိုလို့ရှိရင်တော့ဂျူဗင်ရဲ့ဂိုးပေါင်းဈေးဂျူဗင်ရဲ့ body ဈေးကပြေးချတယ်လို့ပြောလို့ရတယ်ပထမတစ်ကြောကျွန်တော်တို့တွဲဆုံမှုမှာဂျူဗင်အနေနဲ့တစ်လုံးရှုံးလောက်ပဲပြီးခဲ့ပြီးတော့အခုမှနှလုံး90အနိုင်ပေါ့နော်ဆိုတော့ဂျူဗင်တက်ရဲ့တင်းပေါင်ကတော့လက်ရှိနောက်ဆုံး9ပွဲမှာဒါ4ပွဲနိုင်ရပြီးတော့တပွဲပဲတည်ကြတာတယ်အိမ်ဝင်းကဂျူဗင်တက်ကအိမ်ဝင်းတော်တော်လေးကောင်းတယ်လို့ပြောရမှာဗျတစ်ဖက်ကခရိုမိုနီကဒီယာဒီမှာဝေးဝေး10ပွဲကစားထားပြီးတော့ဒါ3ပွဲနိုင်3ပွဲတည်ဒါ4ပွဲရှုံးထားတယ်ရမက်ကကျွန်တော်တို့ဝေးဝေးမှာ10ပွဲကစားထားပြီးချိန်မှာခရိုမိုနီကရမက်12မှတ်လောက်ထိရတာပေါ့နော်တစ်ဖက်တစ်ချက်ကြည့်ရမှာခရိုမိုနီကအဝေးဝင်းသွင်းကိုဒီယာဒီအဝေးဝင်းပွဲ10ပွဲမှာကျွန်တော်တို့6ကိုသွင်းထားတယ်ဆိုတော့ခရိုမိုနီရဲ့အဝေးဝင်းသွင်းကိုကကျွန်တော်တို့6ပွဲမှာ10ပွဲမှာ6ကိုဆိုတော့တပွဲကိုတဘိုးနှုံးနေသားလောက်ပဲရှိပြီးတော့ခက်စီပေးကိုကလည်းဒါ10ပွဲကို10ကိုပေါ့နော်တပွဲကိုတဘိုးနှုံးပေးထားတယ်ဆိုတော့ဒီယာဒီမှာခရိုမိုနီရဲ့အဝေးဝင်းမိုင်းကတော့ကျွန်တော်ကတော့သိပြီးအားမရဘူးအထူးသဖြင့်အသင်းကြီးတွေနဲ့တွေ့ရပွဲဆိုလို့ရှိရင်သူအတွက်ပို့ပြီးတော့နည်းနည်းလေးပိုခက်ခဲတဲ့အနေအထားမျိုးတွေမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့လက်ရှိဈေးကွက်ပေါက်ဈေးနှလုံး90အနိုင်3လုံး90ဂိုးပေါင်းဈေး3လုံး90အနိုင်ကလည်းကျွန်တော်အမြင်တော့ဘိုဂီနေနဲ့ဒီပွဲကိုဒါဂျူဗင်တက်ကကျွန်တော်တို့ဒါတစ်ဖက်သွင်းကိုပဲကြည့်ပြီးဖွင့်ထားတာလို့ကျွန်တော်မြင်တယ်ဒီဝက်မှာခရိုမိုနီရဲ့ဒါအဝေးကွင်းတိုက်စစ်ပိုင်းအားရမှုကလည်းဂျူဗင်တက်ရဲ့နောက်တန်းကိုကျော်လွှားဖို့မမြင်တဲ့အတွက်ကျွန်တော်ကဒီဘက်ကိုဂျူဗင်နေနဲ့အများဆုံးနှလုံးအထိပဲကျွန်တော်ကြိုက်တယ်ဆိုတော့ဂျူဗင်နေနဲ့ဒီဘက်ကိုအလုံးစုံ2စီးလောက်ပဲသွားနိုင်မယ်လို့မြင်တဲ့အတွက်ကျွန်တော်ကဒီဘက်ကို6ကိုရွေးချယ်ပေးချင်ပါတယ်ဂျူဗင်တက်တဲ့ခရိုမိုနီတို့အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ကိုဖြစ်ပါတယ်အညီိုတွေအနေနဲ့ပေါ့နော်ဒါတပွဲကောင်းနေမောင်းလွဲတွေလိုချင်နေဆိုရင်လည်းကျွန်တော်ရဲ့ Telegram ကိုလာခဲ့ပါပြီးတော့လို့ရှိရင်ဒါဘောလုံးဝဲပြပေါ့နော်ဒါအခုလက်ရှိလာနေတဲ့ mobile legend ပွဲတွေကိုပဲပြညီကိုတွေအနေနဲ့စော့ကြည့်လို့ရှိရင်လည်းဒါကျွန်တော်ရှိမှဒါလာပြီးတော့အကောက်ပွင့်ဆော်ကစားလို့ရပါတယ်ဝေးကြီးဘက်ကလည်းကျွန်တော်ကိုယ်တိုင်အာမခံပေးတာဖြစ်တဲ့အတွက်ညီကိုတွေအတွက်ကတော့လုံးဝစိတ်ချရမယ်လို့ကျွန်တော်အာမခံပါတယ်ဗျဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်မယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ